ကျွန်တော်ဖုန်းမော်ကကမ္ဘာအကောင်းဆုံးဗန်မန်းကင်းတစ်ခုရှာတွေ့ခဲ့ပါတယ်။အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့သခင်ကြီးပဲဖြစ်ပါတယ်။ကျွန်တော်ကဆရာဘက်ဖန်ဆိုတော့ဗန်မန်းကင်းတွေပြင်းလို့စော့ကြည့်လို့ရှာကြည့်ခဲ့ပါတယ်။အဲ့ဒီမှာ Best Super Hero Man Hero ဆိုတဲ့ game ကိုတွေ့ခဲ့ပါတယ်။သူပြထားတဲ့ပုံလေးကစောင်းရမ်းကျန်းတော့ကျွန်တော်လည်းစော့ကြည့်လိုက်ပါတယ်။ game ရဲ့အစမှာတော့ Joker နဲ့ Harley Quinn ကသူ့တပည့်ရင်းနဲ့ကားစီကိုသွားကြတယ်။ဒီဆက်မောင်နောက်ကကောင်တွေက Free Fire နဲ့ကောင်တွေမလား။ပြီးတော့သူတို့မျိုးတွေကိုသွားကြရတယ်ပေါ့ဂျိုကမျိုးကိုဖျက်ဆီးတဲ့အဲ့တော့ရဲတွေကဂျိုကကိုဝိုင်းပြီးတော့ဖမ်းလိုက်ကြတယ်ဟာလီကွင်းနဲ့သူ့တပည့်တွေကတော့ထွက်ပြေးသွားတာဖြစ်မှာပေါ့အဲ့တော့ဂျိုကရဲစခန်းမှာထောင်ကြပါတယ်ထောင်နဲ့သူပြေးရလွယ်အောင်ဘေးမှာတီးတန့်လေးစောက်ပေးထားတယ်အဲ့ဒါကိုဟာလီကွင်းတို့ကလာပြီးတော့ကဲကြတယ်ရဲကားတွေကလည်းဘာမှတော့မလုပ်ရသေးဘူးသူ့ဘာကိုပြောက်သွားကြတာပြီးတော့ဂျိုကာလည်းတန်တန်တွေကိုဖောက်ပြီးတော့ထွက်ပြေးပြီးလွတ်သွားတယ်ပြီးတော့ကျွန်တော်ရဲနဲ့သွားတွေ့ရတာပေါ့ငါတို့ဖမ်းမိထားတဲ့ဂျိုကာထောင်ပေါက်ပြီးပြေးသွားပြီငါတို့ကိုဝေးပြန်ဖမ်းမိပါဦးဗမန်းစိတ်မပူပါနဲ့ဒီကောင်ကိုကျွန်တော်အမြဲဆုံးပြန်ဖမ်းမိပါမယ်တစ်ဖက်မှာတော့ဂျိုကသူ free fire တစ်ဖက်ကိုစီးအောင်ဘုံခွဲကိုင်းပြီးသူကတော့ထိုင်ရီးနေတာပေါ့ငါဘက်နောက်မတားနိုင်ပါဘူးကွာကျွန်တော်လည်းရောက်တာနောက်ကျတော့စီးအောင်ကြီးကတော့ပျက်စီးသွားပြီကျန်တဲ့ကောင်တွေကိုပဲချလိုက်ရတာတစ်ဖက်မှာတော့ဂျိုကအောင်ပွဲခံပြီးတော့ကန်တာပေါ့ Link me the deal to it telephone yeah hello baby ကျွန်တော်လိုက်လာတာကိုတီးပြီးဂျိုကာကိုလည်းထွက်ပြေးကြတယ်ဟာ free fire နဲ့ကောင်တွေကငေါ့လာရှုံနေတာပဲယော့ကွာစကားတွေကလိုပဲကြွေးလိုက်တော့တယ်ပြီးတော့ဂျိုကာတို့ကားနာကိုကျွန်တော်တရကနိုင်ထဲရလို့စံကိန်းစီးပြီးလိုက်သွားမှာကွာဟာလဲလူတွေတော့ဝင်တိုင်းမိကောင်းမပြင်းရအောင်မေလို့ဟဲ့ငါတရင်တရားရလာပြီမေမေစပါငါလုံးမသားမေလုံးမျိုးဟဲ့မပြင်းရအောင်ငါလုံးမသားဟာဖဲဟာလာငါလုံးမသားလေးဟာဖလိုက်အောင်ဟဲ့မေစပါလုံးမစောင့်ပေးမပါဟာတွေ့ပြီကွာဒုံးကြီးနဲ့လှမ်းထူရတယ်ဟာဝေးနေသေးတယ်ကွာအနီးကမှထူမှာဟာမဆိုင်တဲ့လူတွေတော့ထိကုန်ငါတေချာလုံမှရတော့ပြစ်တာတခြားထိတာတခြားနဲ့တော့ဖြစ်ကုန်ပြီနောက်ဆုံးတစ်ချက်ရပြီကွာပြေးသွားကြပြန်ပြီဒီကောင်လေးနောက်ကနေအမြင်လိုက်အောင်ပါယော့ကွာကြားတယ်ကွာငါအကွက်ထုတ်သုံးလိုက်တော့မယော့
ဟာလေကွင်းနင့်ကငါမိပြီနင်ပြေးတော့မရတော့ပါဘူးဟာလေကွင်းကိုလည်းဂျိုကာဖမ်းတဲ့နေရာမှာဖမ်းထားလိုက်ပြီဂျိုကာရဲ့တပည့်တွေကတော့ကျွန်တော်ကိုလက်စားပြင်ချေဖို့လာကြတာပေါ့တကွက်ပဲသုံးလိုက်ရတယ်အကုန်လုံးပျောက်သွားအောင်ဟာဟယ်လီကော်ပတာတွေပါရောက်လာပြန်ပြီ မင်းကိုလက်စားချင်မဟိအောင် ငါရဲ့ဘက်ကန်းကိုသုံးပြီးတော့ပြစ်လိုက်ပါရော့ကွာမင်းလာခဲ့စမ်းကျွန်တော်တစ်ဖက်မှာချနေတော့ဂျိုကာတွေကရဲရင်နဲ့ချနေကြပြီရဲကားရလည်းပေါက်ကွဲသွားပြီးတော့ရင်းနှီးယောက်ကိုလည်းတစားကန်မှန်းလိုက်ကြတယ်ပြီးတော့ဟာလေကွင်းကိုလည်းခေါ်ပြီးတော့ထွက်ပြေးသွားကြတာပေါ့ကျွန်တော်လည်းတစားကန်တွေကိုကယ်ပြီးတော့ဂျိုကာတို့နောက်ကိုပတ်မို့ပြီးနဲ့လိုက်ချသွားတာပေါ့မင်းတို့မမှန်သေးဘူးလားရော့ကွာကျွန်တော်အကုန်လုံးကိုချပြီးတော့ဂျိုကာတို့ကိုလည်း RPG နဲ့ထုတ်ပြီးတော့အဆုံးသတ်ပေးလိုက်ပါအဲ့လိုနဲ့ပဲဇလန်လည်းမတန်းဖြစ်ပြီးပြီးဆုံးသွားခဲ့ပါတယ်ကြီးကျူပေးခဲ့ကြတဲ့သူတွေအားလုံးကိုကျေးဇူးတင်ပါတယ် channel ကိုလည်း like and subscribe လုပ်ခဲ့ကြပါဦး